အားလုံးပဲမင်္ဂလာပါဗီဇာစပေါ့ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘရိုင်းနာကိုခေါ်ယူရန်ချက်စီအသင်းစိတ်ဝင်စားဆိုသောသတင်းလေးကိုတင်ဆက်ပေးပါရစေချက်စီအသင်းသည်မန်စီးတီးအသင်းမှပကြည်ရန်ကွင်းလေကစားသမားဒီဘရိုင်းနာကိုခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါသည်ဒီဘရိုင်းနာ33နှစ်သည်လာမည့်နွေရာသီတွင်မန်စီးတီးအသင်းနှင့်လမ်းခွဲတော့မည်ဖြစ်ပြီးမေဂျာလိဂ်သို့မဟုတ်ဆော်ဒီလိဂ်သို့ရောက်ရှိလိမ့်မည်ဟုထင်ကြေးပေးနေကြပါတယ်သို့သောဒီဘရိုင်းနာကိုယ်တိုင်က၎င်းအနေဖြင့်ဥရောပတွင်ဆက်လက်ရှိကျင်နေသေးကြောင်းကိုဖွင့်ဟိုက်ထားပါသည်ထို့ကြောင့်ချက်စီအသင်းကပြောင်းရွှေ့ခြင်းအလို့ဖြင့်ရရှိမိဒီဘရိုင်းနာကိုခေါ်ယူရန်စိတ်ဝင်စားနေခြင်းဖြစ်ကြောင်းသိရပါသည်ဒီဘရိုင်းနာအားခေါ်ယူရန်ချက်စီအသင်းအပြင်အက်စတွန်ဗီလာအသင်းနှင့်ဥရောပထိပ်တန်းအသင်းချို့ကလည်းစိတ်ဝင်စားနေကြောင်းသိရှိရပါသည်